အားလုံးပဲမင်္ဂလာပါရှင် Podcast Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြန်ပြပေးမယ်ပုံမြင်လေးကတော့အသက်တိဆရာကြီးပါကိုဇေယဟာအသက်30ရွယ်လူရွယ်တူဖြစ်ပါတယ်သူရဲ့အထင်ရှားဆုံးရဲ့လက္ခဏာကတော့နေရာတကာမှာဆရာလုပ်ခြင်းတဲ့စိတ်ပဲဖြစ်ပါတယ်တငယ်ချင်းတွေနဲ့လက်ဖိတ်ဆိုင်ထိုင်တဲ့အခါဖြစ်စေအလုံးမှာလုပ်ဖို့ခိုင်ဘက်တွေနဲ့စကားပြောတဲ့အခါမှာဖြစ်စေသူကအမြဲတမ်းအရာရာကိုအကုန်သိနေတဲ့အသက်တိဆရာကြီးလို့လုပ်တတ်တာပါကျမရေးစီးပွားရေးနိုင်ငံရေးကနေအစကားပြင်းတဲ့ကိစ္စအစုံသူမသိတဲ့အကြောင်းအရာဆိုတာမရှိတော့ပါပဲ။တနေ့မှကိုစရာဟာရက်ွက်ထိတ်မှရှိတဲ့လက်ဖေးဆိုင်ထဲမှာတငယ်ချင်းဖြစ်တဲ့သူကိုအောင်နဲ့ထိုင်နေပါတယ်။ကိုအောင်ကသူ့ရဲ့ဆိုင်ကအင်ဂျင်တန်ကတမျိုးဖြစ်နေတဲ့အကြောင်းညှိတွားလိုက်တယ်။တကယ်တော့ကိုစရာဟာစက်ပြင်ပညာကိုလုံးဝနားလည်သူမဟုတ်ပါဘူး။ဒါပေမဲ့သူကချက်ချင်းပဲဆိုင်ကအင်ဂျင်ပြဿနာကိုသူသားလည်းရင်အကျွမ်းကျင်ဆုံးသိနေတယ်လို့မျိုးဝင်ရောက်ဆွေးနွေးပါတော့တယ်။ပလက်ကျိုးချောင်းနေတာဖြစ်မယ်။အင်ဂျင်ဝိုင်လဲဖို့လိုနေတာလည်းဖြစ်နိုင်တယ်ဆိုပြီးသူကြားဘူးနားဝရှိသမျှစကားလုံးတွေကိုတုံးပြီးပိုင်းစရာလုပ်ပါတော့တယ်။ကိုအောင်ကသူ့စကားကိုသိမယုံကြည်ပေမဲ့လည်းစိတ်မရှိပဲခေါင်းငိမ်ပြီးတာနားထောင်နေလိုက်ရတယ်။ကိုစရာအတွက်ကတော့အခြားသူတွေကသူ့ရဲ့အကြံဉာဏ်တွေကိုအထင်ကြီးလေးစားနေတယ်လို့ဒါအမြဲထင်မှတ်ထားပြီးတော့ဇက်တိုက်ပြောဆိုနေတတ်ပါတယ်။ဒါကြောင့်ပဲသူ့ကိုပတ်ဝန်းကျင်ကလူတွေကကိုယ်ရမှာအရာရာကိုဆရာလုပ်တဲ့သူလို့နာမည်ဝက်ပေးထားကြပါတယ်။သူကိုယ်တိုင်ကတော့အဲ့ဒါကိုရိပ်မိပုံမရပဲသူဟာအသိပညာကျွယ်ဝသူတဦးအနေနဲ့အမြဲတမ်းဂုဏ်ယူနေတတ်ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝကတော့သူများတွေရဲ့ကိစ္စတွေမှာဝင်ရောက်ဆွတ်ဖက်ပြီးဆရာလုပ်ချင်းနေတာအချိန်ကုန်လေးရှိပါတယ်။ကိုစရာရဲ့ဆရာလုပ်ချင်းတဲ့အချင်းကတော့လက်ဖိတ်ဆိုင်မှာတင်မကပဲအလုပ်ခွင်တဲ့အထိပါရှိနေပါတယ်။သူဟာကုမ္ပဏီတစ်ခုမှာစည်ရင်းရေးတဲ့သူတဦးအနေနဲ့အလုပ်လုပ်တာဖြစ်ပေမဲ့တခြားဌာနတွေရဲ့အလုပ်တွေကိုပါဝင်ရောက်ဆွတ်ဖက်တတ်ပါတယ်။ဒီနေ့မှသူ့ရဲ့အလုပ်ဖို့ကိုင်ဖက်မဆူဆူဟာကွန်ပျူတာ software အသစ်တစ်ခုကိုအသုံးပြုဖို့အခက်အခဲဖြစ်နေပါတယ်။ IT နည်းပညာရှင်ကိုခေါ်ဖို့ပြင်နေတော့မှကိုစရာကရောက်လာပြီးသူပြင်ပေးမယ်လို့ပြောပြီးကွန်ပျူတာရှေ့မှာဝင်ထိုင်လိုက်တယ်။တကယ်တော့အဲ့ဒီ software ဟာသူတခါမှမမြင်ဘူးတဲ့စနစ်အသစ်ဖြစ်နေပါတယ်။ဒါပေမဲ့သူကတက်ချင်အောင်ဆောင်းပြီးမတိမတာနဲ့ခလုတ်တွေကိုရှောင်နေပါတော့တယ်။မဆူဆူကစိုးရိမ်တကြီးနဲ့ IT အဖွဲ့ကိုတာခေါ်ပြစေလို့တောင်းဆိုပေမဲ့ကိုစရာကလက်မခံပဲဒီလောက်ကတော့လွယ်လွယ်လေးပါငါရင်ကဒီတက်ခတ်တာတွေတောင်လုပ်ဖူးတယ်လို့ကြွားလိုက်ပါသေးတယ်။နောက်ဆုံးမှာတော့ရှောင်းနေမှုတွေကြောင့်ကွန်ပျူတာစခရင်တစ်ခုလုံးပြာသွားပြီးစက်ပါဟန်သွားပါတော့တယ်။အဲဒီခါမှာကိုစရာကကွန်ပျူတာစက်ပစ္စည်းချုံရင်းချက်ဆိုပြီးအပြစ်လွှဲချတာနေမတိမတထွက်သွားခဲ့ပါတယ်။မဆူဆူခမအလုပ်တွေနောက်ကျပြီး IT အဖွဲ့ကိုခေါ်ပြီးအချိန်ယူပြင်ဆင်လိုက်ရပါတော့တယ်။အဲလိုအဖြစ်တွေရုံးမှမကြာခဏဖြစ်လေရှိတာကြောင့်လုပ်ဖို့ကိုင်ဘက်တွေကသူ့ကိုမြင်တာနဲ့အလုပ်ကိစ္စပြောဖို့ရအောင်ဝင်လေးနေတတ်ကြပါတယ်။ကိုစရာကတော့သူ့ရဲ့အမားတွေကိုလုံးဝအဝင်မခံပဲသူများတွေကသူ့ရဲ့စေတနာကိုနားမလည်ကြဘူးလို့သူကသူဖြေတွေးနေတတ်ပါတယ်။ကိုစရာရဲ့ဆရာလုပ်ချင်တဲ့အကျဉ်ဟာအိမ်အထိပါလာပါတယ်။သူညီမရဲ့အဝတ်လျှော်ဆက်ပြတ်သွားတဲ့အခါညီမဖြစ်သူကစက်ပြင်စရာခေါ်ဖို့လုပ်နေပေမဲ့ကိုစရာကတားလိုက်တယ်။ဘာလို့ပတ်စံကုန်ခံမလဲငါပြင်ပေးမယ်ဒီမော်ဒယ်ကြောင့် YouTube ဘက်မှာငါကြည်ဘူးတယ်လို့ပြောပြီးစက်ကိုဖြုတ်ပါတော့တယ်။တကယ်တော့သူကဘာမှနားမလည်ပါဘူး။စက်ကိုဖြုတ်လိုက်ပေမဲ့ပြန်မတတ်တော့ပဲဝါရကြိုးတွေဝက်အူတွေနဲ့ရှုပ်ပွားနေပါတယ်။ညီမကစိတ်မရှိတော့ပဲစက်ပြင်စရာကိုခေါ်လိုက်ရပါတယ်။စက်ပြင်စရာရောက်လာတဲ့အခါမှာကိုစရာကဆရာလုပ်ဖို့ကြိုးစားသေးပေမဲ့ဆရာကတားလိုက်ပြီးခမားရှောက်လုပ်လိုက်လို့ပိုပြတ်သွားပြီးပြင်ခါက2ဆပေးရမယ်လို့ပြောပါတယ်။ညီမကဒေါသထွက်ပြီးသူ့ကိုအပြစ်တင်ပေမဲ့ကိုစရာကတော့ငါကစေတနာနဲ့ကူညီတာကိုနားမလည်ကြဘူးဆိုပြီးစိတ်ကောက်သွားပါတယ်။အဲလိုနဲ့သူရဲ့စေတနာအမားတွေကမိသားစုဝင်တွေကိုပါစိတ်အနှောက်အယှက်ဖြစ်စေပါတော့တယ်။ရက်နေကြာပြီးတဲ့နောက်မှာရက်ွက်ထဲမှာရှိတဲ့ဘုန်းကြီးကျောင်းမှာအလူပဲတစ်ခုရှိလို့ကိုစရာလည်းရောက်နေတယ်။လူစီကားတဲ့အချိန်အလူကိုလာတဲ့အဖိုးအိုတယောက်ဟာရုတ်တရက်ကောင်းမှုပြီးလဲကြပါပါတယ်။ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေကဝိုင်းအောင်လာကြပြီးတချို့ကရက်ခတ်ပြီးတချို့ကရေတိုက်ဖို့နဲ့ပြင်ဆင်နေကြတယ်။အဲဒီခါကိုစရာကလူအုပ်ကြားထဲတိုးဝင်လာပြီးဖဲကြငါသိရဲ့လို့အော်ပြီးတော့အဖိုးအိုနာကိုရောက်သွားပါတယ်။ကိုစရာကဒါကသွေးတိုးတာသူ့ခေါင်းကိုမြင့်ထားမယ်
လို့ပြောပြီးစီမံခန့်ခွဲပါတော့တယ်တကယ်တော့အဖိုးကစီးချိုကြပြီးမူးလဲတာဖြစ်လို့အကောင်းကိုမြင့်ထားတာကအန်တရာယ်ရှိနိုင်ပါတယ်အလူလာတဲ့အထက်ကဆရာဝန်မလေးတယောက်ရောက်လာပြီးတော့ခြေနေကိုကြည့်ကိုစရကိုဟန်တားလိုက်တယ်မဟုတ်ဘူးရှင်ဒါကတွေးပေါင်ကြတာခြေတော့ကိုမြင့်ထားမှာလို့ပြောပြီးပြုစုပေးလိုက်မှအဖိုးအိုဟာတတိယလာပါတယ်ဆရာဝန်မလေးကကိုစရကိုလှည့်ပြီးမတိပဲရှောက်မလို့ပါနဲ့ရှင်လူနာအသက်အန္တရာယ်ရှိတယ်လို့လူအများရှိမှပြင်းပြင်းထန်ထန်တတိပေးလိုက်ပါတယ်ကိုစရာဟာလူအများရှိမှအဆက်ကွဲသွားပြီးဘာမှပြန်မပြောနိုင်ပဲငြိမ်သက်သွားရပါတယ်သူ့ရဲ့ဆရာလုပ်ခြင်းတဲ့အကျဉ်းကြောင့်ပထမဆုံးအကျဉ်းလေးနဲ့လူအများရှိမှအကြီးအကျယ်အဆက်ရခဲ့ပါတော့တယ်ကိုစရာတယောက်သူ့ကိုယ်သူအရာရာအသည့်ဆရာတဆူလို့သတ်မှတ်ထားပေမဲ့တကယ်လက်တွေ့ပါမှာတော့အောင်မြင်မှုမရှိသေးပါဘူးဒီနေ့မှာ store share နဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာနာမည်ရနေတဲ့တငယ်ချင်းဟောင်းကိုထွန်းနဲ့တွေ့ဆုံပါတယ်။ကိုစရကထုံးစံအတိုင်းသူ့အသိပညာတွေကိုထုတ်ကြွပါတော့တယ်။ online ကဖတ်ဖို့တဲ့အပေါ်ယံသတင်းအချက်အလက်တွေကိုအခြေခံပြီးစီးပွားရေးအလားအလာနဲ့ပတ်သက်ပြီးကိုထွန်းကိုပြန်ပြီးဆရာလို့အကြံပေးစကားတွေပြောဆိုခဲ့သေးတယ်။ကိုထွန်းကသူ့စကားတွေကိုပြုံးလေးနဲ့နားထောင်နေပေမဲ့အတွင်းစိတ်ထဲမှာတော့ကိုစရရဲ့အပေါ်ယံအသည့်ကိုရိပ်မိနေတယ်။စရရင်းနှီးမြှုပ်နှံမှုကအန္တရာယ်များတယ်။တေချာလေးလာဖို့လိုတယ်လို့စေတနာနဲ့တတိပေးပေမဲ့ကိုစရာကအနာမဝင်ခဲ့ပါဘူး။ငါကအခြေအနေအရရက်ကိုတွက်ချက်ပြီးတာပါ။ဒီ project ကတေချာပေါက်အမြတ်ရမှာလို့ပိုင်တွက်ပြီးပြောဆိုခဲ့တယ်။အဲနောက်မှာသူပိုင်ဆိုင်သမျှစူးစမ်းငွေတွေကိုကိုထွန်းတတိပေးထားတဲ့အန္တရာယ်များတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုမှညှုံနှံလိုက်တယ်။တကယ်တော့အဲ့ဒီရင်းနှီးမြှုပ်နှံမှုကဆုံးရှုံးနိုင်ခြေအလွန်မြင့်ပြီးတော့ကျွမ်းကျင်သူတွေကရှောင်ကျဉ်ကြတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။သူဇနီးကစိုးရိမ်တကြီးနဲ့တားဆီးပေမဲ့မိမတွေကဘာမှမသိဘူးငင်းငင်းလေးငါလုပ်ရင်အကုန်ဖြစ်တယ်လို့ငေါက်ငန်းပြီးတော့မှပယ်ချခဲ့တယ်။ကိုစင်ရဟာသူ့ကိုယ်သူယုံကြည်ချက်အပြည့်နဲ့အမျက်အစွန်းတွေရရှိလာမယ့်ရက်ကိုရင်ခုန်စွာနဲ့ဆောင်ရွက်နေပါတော့တယ်။နှစ်ပတ်လောက်ကြာတဲ့အခါသတင်းစိုးတစ်ခုရောက်ရှိလာခဲ့ပါတယ်။သူရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီဟာငွေကြေးလိမ်လည်မှုနဲ့ပိတ်သိမ်းခံလိုက်ရပြီး store share တွေအားလုံးဟာတန်ဖိုးမရှိတော့ပါဘူး။သတင်းစိုးကိုကြားလိုက်ရတဲ့ချိန်မှာကိုစင်ရတယောက်စွန့်အားသွားခဲ့ပါတယ်။သူမျက်စိရှိကကွန်ပျူတာ screen ကိုဘာလို့ရမှန်းမသိပဲစိုက်ကြည့်နေမိတယ်။ဟာဒါမဖြစ်နိုင်ဘူးငါတွက်ချက်ထားတာအားစရာမရှိဘူးလို့သူကတူတူလေးပြောနေမိပေမဲ့လက်တွေကတော့ခါတီလွန်လာပါတယ်ဆုံးရှုံးတဲ့ငွေပမာဏကနည်းနည်းနော်မဟုတ်ပါဘူးသူတို့လင်များနှစ်ပေါင်းများစွာစုဆောင်းထားသည်အရာရာဟာစက္ကန့်ပိုင်းတွင်မှတင်လေထဲလွင့်ပြန်သွားသူတို့ပါပဲဇနီးဖြစ်တဲ့သူကအခန်းထဲဝင်လာပြီးသူ့မျက်နှာကိုကြည့်ပြီးအခြေအနေကိုရိပ်မိသွားပါတယ်သူမကဘာမှဝင်မပြောပါဘူးကိုစရာကိုအပြစ်တင်စကားလည်းမဆိုခဲ့ဘူးကတင်ပေါ်မှာထိုင်ချလိုက်ပြီးခြိုက်ကြီးတငင်ငိုကြွေးပါတော့တယ်ကိုစရာအတွက်တော့ဇနီးတဲ့ရဲ့ငိုတန်းဟာသူ့နှလုံးသားကိုဒါနဲ့မွန်းတင်တယ်လို့ပါပဲသူအမြဲပြောလို့ရှိတဲ့ငါအကုန်သိတယ်ဆိုတဲ့စကားလုံးတွေကအခုတော့သူ့ကိုပြန်ပြီးလောင်ပြောင်းနေတယ်လို့ခံစားရပါတယ်သူဘယ်သူ့ကိုအပြစ်တင်ရမလဲကိုထွန်းကိုလားကိုထွန်းကတော့သူ့ကိုစေတနာနဲ့တတိပေးခဲ့တာပဲသူကိုယ်သူတာအပြစ်တင်ဖို့ရှိပါတော့တယ်။ခြောက်ကပ်နေတဲ့အိမ်ထဲမှာကိုစရာတယောက်လမ်းလျှောက်နေမိတယ်။အရင်ကလိုဆရာလုပ်ဖို့နေနေတာစကားပြောဖို့တော့ခွန်အားမရှိတော့ပါဘူး။တငယ်ချင်းတွေပတ်ဝန်းကျင်ကလူတွေကိုလည်းဘယ်လိုမျက်နှာပြရမလဲဆိုတဲ့အတွေ့ကသူ့ကိုနေရောညပါခြောက်လန့်နေပါတော့တယ်။ကိုစရာအတွက်အဲ့ဒီညဟာအရှည်အားဆုံးညတညဖြစ်ခဲ့ပြီးအမောင်ထုထဲမှာမျက်လုံးအစုံကိုမှိတ်ထားပေမဲ့စိတ်ထဲမှာတော့ငွေကြေးဆုံးရှုံးမှုအဖြစ်ကဒရဇက်ပေါ်လာနေတယ်။သူကိုယ်သူပြစ်တင်လောင်ထားရတာနဲ့ရှက်သားတွေကသူ့ကိုနှိပ်စက်နေပါတော့တယ်။ငါအကုန်သိတယ်။ငါ့ကိုယုံစမ်းမလို့ပြောခဲ့မှုတဲ့စကားလုံးတွေကခုကျသူ့ကိုလောင်ပြောင်နေတဲ့မြားချစ်တွေလိုပဲခံစားရတယ်။နောက်တနေ့မနက်မှာဇနီးဖြစ်တဲ့သူမခိုင်နဲ့မျက်နှာချင်းဆိုင်ဖို့သူဟာတအားကိုကြောက်နေခဲ့တယ်။မခိုင်ဟာမငိုတော့ပေမဲ့သူမရဲ့မျက်နှာကတော့ထူးဆန်းစွာနဲ့အေးဆက်တည်ငြိမ်နေပါတယ်။အဲ့ဒီငြိမ်မှုကကိုစရာကိုပိုပြီးမလုံးမလဲဖြစ်စေတယ်။မခိုင်ဟာဘီယိုတွေကသူတို့ဇက်ထက်တုံးကရခဲ့တဲ့ရွှေထည်တွေနဲ့လက်ဝတ်လက်စားတချို့ကိုထုတ်ပြီးစပွဲပေါ်တင်လိုက်တယ်။အဲနောက်ဇေနုံတွက်ပြီးတော့ပြင်ဆင်နေတယ်။ကိုစရာကဘာမှမကူညီရဲ့ဘာစကားမှမပြောရဲပဲတုံလုံးစားနဲ့ကြည့်နေမိတယ်။တခြားလူတွေကိုအကြံပေးဖို့နေတာကို့အမကြောင့်ဒုက္ခရောက်နေတဲ့ဇနီးတွေကိုတောင်းပန်ဖို့စကလုံးတော့ရှာမတွေးနိုင်အောင်ဖြစ်နေရပါတယ်။အိမ်ထောင်ဦးစီးတယောက်အနေနဲ့တာဝန်မကျေမှုနဲ့အရှက်ရမှုကသူ့ကိုအသက်ရှူရကျစေပါတော့တယ်။မခိုင်ဟာစပွဲပေါ်ကရွှေထည်တွေကိုတစ်ခုချင်းသိမ့်ပြီးအိမ်ပြင်ကိုအလုပ်ကိစ္စနဲ့ထွက်သွားခဲ့တယ်။ကိုစရာကဇနီးတဲ့တွားတာကိုဘာမှမတတ်နိုင်ပဲငေးကြည့်နေမိတယ်။သူတို့ဘဝရဲ့လုံခြုံမှုနောက်ဆုံးလက်ကျန်လေးကိုဇနီးတွေကတွားရောက်ရောင်းချရတော့မယ်။အိမ်ထဲကိုပြန်ကြည့်လိုက်တဲ့အခါတ
တချင်းကပိုင်ခဲ့ဖို့တဲ့ TV နဲ့တခြားတန်ဖိုးရှိတဲ့ပရိဘောကတချို့နေရာတွေမှာပေါင်ဆိုင်ကရထားတဲ့ဖြတ်ပိုင်းတွေကသာအစားထိုးဝင်ရောက်နေတာကိုတွေ့ရပါတယ်။အဆိုးဆုံးချက်ကမခိုင်ဟာညဘက်တွေမှာဆက်ကိုအကြာကြီးချုံနေရပါ။ဇနီးရဲ့နှုတ်ဆက်ခြင်းကပြင်းထန်လာတဲ့ပြစ်ဒဏ်တစ်ခုလိုခံစားရပါတယ်။ငယ်ချင်းဆွေမျိုးတွေဖုန်းဆက်လာရင်လည်းကိုစီရဟာမကန်ရတော့ပါဘူး။သူဟာနေရာတကာမှာဆရာလုပ်ခဲ့တာကြောင့်အခုလုံးဘဝပြတ်နေတဲ့အခြေအနေကိုဘယ်သူ့မှလည်းအတိမပေးရခဲ့ပါဘူး။ကိုစီရဟာအလုပ်ထဲရောက်တဲ့အခါအရင်နဲ့လုံးဝမတူတော့တဲ့လူတစ်ယောက်ဖြစ်နေပါတယ်။ညနာကတည်ငြိမ်ပြီးစကားပြောနေပါတယ်။တခြားသူတွေရဲ့အလုပ်ကိစ္စတွေမှာဝင်ရောက်ဆက်ဖက်တာမလုပ်တော့ပဲကိုအလုပ်ကိုတာအာယုံဆိုင်ပြီးလှုပ်ဆောင်နေတယ်။မဆုစုကကွန်ပျူတာအခက်အခဲဖြစ်နေချိန်တော့သူဟာဘေးကကြည်နေုံနာကြည့်ပြီးအရင်လိုဝင်ရောက်ပြင်ပေးမယ်လို့လည်းမပြောတော့ပါဘူး။တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့အလုပ်ကိစ္စဆွေးနွေးနေရင်လည်းဘာမှမပြောဘဲတိတ်တိတ်ဆိတ်ဆိတ်တာနဲ့နားထောင်နေတတ်တော့တယ်။သူရဲ့ပြောင်းလဲမှုကိုမြင်တဲ့အခါအံ့ဩနေကြပြီးတယောက်နဲ့တယောက်တီးတိုးပြောကြပေမဲ့ကိုစရာဟာဘာမှမသိသလိုပဲဟန်ဆောင်နေလိုက်တယ်စိတ်ထဲမှာကိုပြန်လဲဆန်းစစ်ပြီးနောက်နှရခြင်းတွေနဲ့ပြည့်နှက်နေတယ်သူရဲ့မာနတရားတွေရှော့ချပြီးတခြားလူတွေရဲ့အကြံဉာဏ်တွေကိုနားထောင်တတ်ဖို့ပဲကြိုးစားနေတယ်အဲ့ဒီပြောင်းလဲမှုဟာခက်ခဲပေမဲ့ဘဝအတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်လာပါတော့တယ်ဇနီးတဲ့အတွက်သူဟာမတိမတာနဲ့ပကံစီအိမ်တန့်ရှင်းရေးလုပ်သားတွေကိုတခွန်းမှပြန်မပြောပဲလုပ်ပေးတယ်။အရင်လိုအတန်ကျကျနဲ့မိတ်ပေးတတ်တဲ့ကိုစီရမဟုတ်တော့ပါဘူး။တရက်မှာအိမ်နီးနားချင်းတယောက်ကသူ့ကိုကားပြင်ဖို့အကူအညီတောင်းတယ်။ကိုစီရကအရင်ကဆိုရင်ချက်ချင်းပဲဆရာလုပ်တော့မှဖြစ်ပေမဲ့အခုတော့သူကအငင်းလိုက်ပြီးကျွန်တော်မသိပါဘူး။စပင်ဆရာကိုခေါ်လိုက်ပါလို့သူ့ရဲ့မသိမှုကိုဝန်ခံလိုက်ပါတယ်။ပုံမြင်လေးရတော့ဒီမှာပဲပြီးဆုံးတော့ပါပြီရှင်ခုလိုဆုံးဖြတ်ကြည့်ရှုနားထောင်မိခဲ့တဲ့သူတယောက်တိုင်းကိုကျေးဇူးအထူးတင်ရှိပါရရှင်ခုလိုပုံမြင်လေးတွေကျန်တဲ့ဆိုရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်